တန်တရားဆိုတာခန္ဓာရှိတာနိဗ္ဗာန်ဆိုတာခန္ဓာမရှိတာအဲ့တော့ခန္ဓာလွဲလို့ဘာရှိတော့ဘာမှမရှိဘူးဘာခန္ဓာမရှိဘူးဆိုရင်ဘာမှမရှိဘူးဖြစ်သွားတာပဲလေခန္ဓာဖြစ်နေတာကတန်တရားခန္ဓာလုံးဝချုပ်သွားတာကနိဗ္ဗာန်နိဗ္ဗာန်မှာဘာရှိတော့ခန္ဓာမရှိသည့်အတွက်ကြောင့်လူတွေကခန္ဓာကိုကြည့်ပြီးတော့ဒါလူပဲဒါနတ်ပဲဒါတိရစ္ဆာန်ပဲနဲ့သတ်မှတ်လို့ရတာလေခန္ဓာမှမရှိရင်ဘာနဲ့တော့သတ်မှတ်မှာသတ်မှတ်လို့လည်းမရဘူးသတ်မှတ်ပြီးတော့ပြောစရာမရှိတော့ဒါကိုအပညတိကောလို့ခေါ်တယ်အမိပေးစရာမရှိတော့ခန္ဓာကိုကြည့်ပြီးမှသာအမိပေးလို့ရတာကိုလူပုံစံတွေ့ရင်လူလို့ခေါ်လိုက်တာပေါ့လူတဲ့ပိုချမ်းသာတာနတ်လို့ခေါ်လိုက်တာပုံစံကြည့်ပြီးခေါ်တာပဲလေတိရစ္ဆာန်ကြတိရစ္ဆာန်နွားကြနွားခွေးကြခွေးပုံစံနေမျိုးမျိုးအဲ့တော့ခန္ဓာမရှိလို့ရှိရင်ဘာလို့ခေါ်မှာဘာမှခေါ်လို့မရဘူးဒါကြောင့်အပညတိကောဖော်ပြလို့မရတော့ဘူးဒါထေရဝါဒဗုဒ္ဓဘာသာမှာကြတော့ခန္ဓာရှိတာကတန်တရားခန္ဓာမရှိတော့တာကနိဗ္ဗာန်ဒါရှင်းရှင်းလေးပဲသူကသူမရှိတာလားလို့ဆိုမဟုတ်ဘူးပြမစရိယဆိုကျင့်စဉ်ကိုကျင့်ပြီးတော့ခန္ဓာရှိခြင်းရဲ့အကြောင်းဖြစ်တဲ့ကံနဲ့ကိလေသာကုန်အောင်လုပ်တာပဲကံနဲ့ကိလေသာကုန်သွားလို့ရှိရင်ဒီခန္ဓာဆိုမလာတော့ဘူးဒီလိုဆိုလို့တယ်နော်ဒါကြောင့်မို့မြတ်စွာဘုရားခန္ဓာရှိနေလို့ရှိရင်နတ္ထိသာတတအမရဏမွေးလာတဲ့ပုဂ္ဂိုလ်မသေးဘူးဆိုတာမရှိဘူးတဲ့တက်တန်းနဲ့ပြောမယ်ဆိုလို့ရှိရင်ရဟန်းတို့လူလောကမှာအသက်ရှိဆုံးဆိုတဲ့ပုဂ္ဂိုလ်ဟာအနှစ်တရာပဲဖြစ်တယ်တရားတဲ့နည်းနည်းပို့တာလည်းရှိတယ်မြတ်စွာဘုရား80ပဲနေရှင်အနန္ဒာတို့ကျတော့120ရှင်ဘာကုလကျတော့160ရှင်အနုရုဒ္ဓ150ဒီလိုတက်တန်လေးတွေဘုရားလက်ထက်မှာအသက်ရှိဆုံးကတော့ရှင်ဘာကုလပဲလူဘဝနဲ့280ရဟန်းဖြစ်ပြီးတော့280တက်160နေရတယ်အဲ့ဒီလိုမြတ်စွာဘုရားလူသဘာဝကိုအသက်နဲ့ပတ်သက်ပြီးတမေတမောကြီးအသက်ရှိတယ်လို့ထင်ပြီးတော့မေ့ပြီးတော့မကောင်းတာတွေမလုပ်ဖြစ်အောင်ကောင်းတာတွေကြိုးစားဖို့ဆိုပြီးတော့ယဟန်တွေကိုဟောတဲ့အခါမှာ